Civil Engineer လို့ပြောလိုက်တာနဲ့တိတ်ဆောက်တာကိုပဲသိထားရလားအားလုံးပဲမင်္ဂလာပါအဲ့ကတော့ရန်ကုန်မြို့ပညာတက္ကသိုလ် YTU မှာပညာသင်ကြားနေတဲ့အကြောင်းကိုပြောပြဖြစ်ပါတယ်ဒီနေ့မှာတော့အိမ်တို့ရဲ့ Engineering ဘာသာရပ်ထဲမှာတစ်ခုဖြစ်တဲ့ Civil Engineering ဆိုလို့ရှိရင်လူတွေကတိုက်ဆောက်တာလမ်းဆောက်တာအိမ်ဆောက်တာဒီလောက်ပဲသိထားကြတယ်အဲ့ဒါဆိုရင်တော့မှားနေပါပြီဒီမှာတော့အိမ်က Civil Engineering မှာဘယ်လိုဘာသာရပ်တွေကိုလေ့လာရလဲနောက်ပြီးကြလို့ရှိရင် Civil Engineer လို့လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုရွေးချယ်လို့ရှိနိုင်လဲလမ်းစာအနေနဲ့အချိန်တွေဘယ်လိုရှိလဲဒါမျိုးလေးတွေအရာ share လုပ်ပေးမှာဖြစ်ပါတယ်တကယ်တမ်းကျတော့ယနေ့ခေတ်မှာပေါ်လာတဲ့မိုးပြန်တရားတွေငလင်တန်ခံနိုင်တဲ့အဆောက်အဦအမြင့်တွေနောက်ပြီးကြလို့ရှိရင်ဒီရေကာတာတစ်ခုမကျိုးသွားအောင်ရည်ကြီးချံမှုဖြစ်အောင်ကာစီထားတဲ့အဆောက်အဦတွေအကာအရံတွေဒီလိုဟာတွေကအစား Civil Engineer ရဲ့အသက်သွေးကြောတွေပဲဖြစ်ပါတယ်သူမှာအဆောက်အဦတွေကိုတွက်ချက်ရတဲ့ structural မြေကြီးအောက်က foundation ကိုကြည့်ရတဲ့ geotechnical နောက်ပြီးကြလို့ရှိရင်ဒီလမ်းမဆက်သွယ်ရေးအတွက်အသုံးပြုရတဲ့ transportation ဆိုပြီးတော့နေပယ်အများကြီးကွဲထွက်သွားပါတယ်အလောက်ကန်တိုင်းကြောင်းအနေနဲ့ဆိုလို့ရှိရင်လည်း Civil Engineer လို့ပြောမယ်ဆိုလို့ရှိရင်နေဘူးထဲမှာထွက်ပြီးတော့ site တွေကြည့်ရတာကိုလူရထင်ကြတယ်တကယ်ကျတော့သူ့မှာအလောက်ကန်တိုင်းကြောင်းအနေနဲ့နှစ်ခုရွေးချယ်လို့ရပါတယ် site sim လားဒါမှမဟုတ်လို့ရှိရင် office time လားဆိုပြီးတော့နှစ်ခုရွေးချယ်လို့ရပါတယ်engineer ဆိုတာကြတော့ကိုစောက်လုပ်မဲ့အဆောက်အဦကိုဒီ site ထဲထိသွားပြီးတော့ပေါ့နော်အလုပ်သမားတွေကိုကြီးကြပ်ပေးရတယ်စစ်ဆေးပေးရတယ်နောက်ပြီးတော့လို့ရှိရင်ဒီအမိန့်ပေးစီမံပေးရတယ်ပေါ့နော်နောက်ပြီးတော့ဒီ design engineer ဆိုတာလည်းရှိသေးတယ်သူကကြတော့ဒီ office ထဲမှာပဲထိုင်ပြီးတော့ AutoCAD လို့ software မျိုးတွေသုံးပြီးတော့ဒီ structural design တွေနောက်ပြီးတော့လို့ရှိရင်ဒီ American standard တွေနဲ့ပေါ့နော်တွက်ချက်ပြီးတော့ design ဆွဲရတဲ့ designer ပုံစံမျိုးဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခါကျတော့သူကဒီအဆောက်အဦပစ္စည်းတွေရဲ့ကုန်ကျစရိတ်ကိုတွက်ချက်ပေးရတဲ့ QS လိုမျိုးလမ်းကြောင်းမျိုးလည်းရှိသေးတယ်ပေါ့နော်အဲ့တော့ကိုကစိုက်စင်းရတာကြိုက်လားဒါမှမဟုတ်လို့ရှိရင် office တွေမှာပဲထိုင်ပြီးတော့ကွန်ပျူတာရှေ့မှာပဲတွက်ချက်ရတာကြိုက်လားဆိုတဲ့ပုံစံမျိုးပေါ်မူတည်ပြီးတော့လမ်းကြောင်းတွေကရွေးလို့ရပါတယ်အဲ့တော့အဆောက်အဦတွေကိုလှလှပပဒီဇိုင်းဆွဲပြီးတော့ပုံဖော်ရတာက architect တွေအဲ့လိုဆိုလို့ရှိရင်အဲ့ဒီအဆောက်အဦတွေခိုင်ခိုင်မာမာနဲ့ရုပ်လုံးပေါ်လာအောင်တခြားနည်းကျကျနဲ့တွက်ချက်ပေးရတာက civil engineer တွေရဲ့အလုပ်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင် civil engineering ဆိုတာကဘယ်လောက်ကျေပြန့်နေဆိုတာကိုဒီ video မှာနေတွေးကြည့်ရင်သိနိုင်ပါတယ်နောက်ထပ် engineering နဲ့ပတ်သက်တာလေးသိချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကို like နဲ့ follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဒီနေ့ကတော့ vlog ပါပဲ bye bye have a nice day